မင်းဘဝကိုမင်းဘယ်တော့မှအထင်မသေးမိပါစေနဲ့ဘသူတွေဘာပဲပြောပြောကွာတိတ်တဆိတ်နေပြီးတော့စူးစမ်းကြည့်လိုက်မင်းရလက်ကောင်းတွေရလာလိုက်မယ်အဲ့ဒါပြီးရင်ဘာတစ်ခုရှိသေးလဲဆိုလို့ရှိရင်ခံစားချက်ကိုမင်းဦးစားမပေးနဲ့ခံစားချက်ကိုဦးစားပေးလို့ရှိရင်မလိုအပ်တဲ့ပြဿနာတွေဖြစ်လာမယ်မပြောတဲ့စကားတွေပြောမိမယ်အဲ့ဒါတွေကိုလည်းမင်းစဉ်းစားရမယ်ကိုလည်းအမြဲတမ်းမြင့်တင်ရှင်တဲ့စိတ်ကိုမွေးရမယ်မြင့်တင်နိုင်အောင်လေးမင်းအမြဲတမ်းတွေးခေါ်ရမယ်အမြဲတမ်းစဉ်းစားရမယ်အမြဲတမ်းကြိုးစားရမယ်ခန္ဓာကိုယ်ကျန်းမာဖို့အတွက်မင်းအမြဲတမ်းပျော်ရွှင်အောင်လေးနေရမယ်သူများတွေဘလို့ပဲပြောသူများတွေဘလို့ပဲဆိုမကောင်းတဲ့စကားတွေမကောင်းတဲ့အတွေးတွေနဲ့သူများတွေလာပြောတဲ့အချိန်မှာမင်းဘာမှစိတ်ခံစားမှုနဲ့ဘာမှတုံ့ပြန်စရာမလိုဘူးကောင်းတဲ့စကားတွေလာပြောရင်တော့မင်းသူများစီကနေပြီးကောင်းတဲ့စကားတွေလာပြောလို့ရှိရင်မင်းယူသင့်တာကိုယူထားလိုက်မယူသင့်တဲ့ဟာကိုမေးဘေးဖယ်ထားလိုက်မင်းဘဝတေးလန်းကိုမင်းကိုယ်တိုင်မင်းပဲဖန်တီးရမှာမို့လို့ဘသူတွေဘာပဲပြောမင်းရဲ့စူးစမ်းမှုတိုင်းမှာမင်းရဲ့အောင်မြင်မှုဆိုတာရှိတယ်